Di Burma, ada banyak seniman yang melukis poster-poster film dengan tangan. Tapi sekarang pekerjaan mereka digantikan dengan komputer yang mencetak poster digital di lembaran vinil atau plastik. Poster model baru ini bisa diproduksi dengan cepat, mudah didistribusikan, dan lebih tangguh menghadapi perubahan cuaca. Seniman tua tak lagi bisa bersaing dengan alat pencetak jenis terbaru dan mereka harus beradaptasi demi terus bertahan. Ye Kung dan Helen Reagan bertemu dengan para seniman tua yang berhadapan dengan perubahan di Burma. Begitu Anda masuk bioskop, poster film berukuran besar menyambut Anda dengan film-film terbaru. Hari-hari ini, poster semacam ini dibuat secara digital. Tapi sebelum mesin pencetak diimpor ke Burma, poster dilukis dengan tangan oleh para seniman. ကျွန်တော်တို့စပူစာရေးကစားဆိုရင်ရှေ့ဆောင်ဆိုပေ100ရှိတယ်။တွင်တို့မျိုးမတို့ဆိုရင်ပေ60ရှိတယ်။အဲ့လိုအခြေအဝန်းတွေရှိတဲ့ပူစာကြီးတွေကိုနိုင်ငံသားတွေဗမာပြည်ရောက်လာအဲ့ပူစာကြီးဓာတ်ပုံရိုက်ယူပါတယ်။နောက်အရှိတောင်အားရှားမှာဆိုလဲထိတ်ဆုံးမှရှိတယ်။ကျွန်တော်တို့ပူစာသမားဖြစ်တဲ့အတွက်ရုပ်ရှင်ကားတကားရဲ့ဇာတ်ကျမ်းဆိုဇာတ်ကျမ်းရဲ့ကရိုက်တာပူစာမျိုးကြီး အချင်းနဲ့ပတ်သက်ရင်အချင်းနဲ့ပတ်သက်တဲ့ character မျိုးပိုစတာကိုရေးရ Di Mandalay, bioskop juga menjadi semacam galeri seni dari poster-poster karya seniman. သူကပြောစရာကောင်းတယ်အဲ့ဒီဘူစာမှာ freedom မျိုးရှိဘူစာဘာလဲဆိုတော့ကောင်းကိုကောင်းကိုဟုတ်လားယုံမတင်ခင်ကစပြီးဟုတ်လား ယုံမောတင်တဲ့ချိန်ကြီးပေါ့။သွားပြီးတော့ဒီစီတကောင်းသွားကြည့်ရတာနော်။အဲ့ဒီကတော့ကျွန်တော်တို့ခေတ်ကတော့ပူစာကြည့်တဲ့ပြည်သက်ရလို့ဒီကြားရှိတယ် Tapi di tahun 1990-an, mesin pencetak baru bisa memproduksi poster berukuran besar dalam jumlah banyak sekaligus. Ini menjadi pertanda berakhirnya era bagi seniman poster. 1999ခုလောက်က အဲ့ဒီမှာစင်ကာပူကနေပြီးတော့ဗမာကားတွေဂျိုကြားတစ်ချက်နှစ်ချက်အဲ့လိုဝင်လာတဲ့အချိန်မှာကျွန်တော်တို့ကဒီဟာကိုတော့ပေါ်ပင်ဖြစ်မယ်လို့ဆိုတာကိုမသိသေးဘူး Poster digital di lembaran vinil punya kelebihan dibandingkan poster yang dilukis dengan tangan. Poster digital bisa dibuat dengan lebih cepat, mudah dipindahkan, serta punya daya tahan yang lebih kuat terhadap cuaca. ကျွန်တော်တို့အနည်းဆုံးတစ်ပတ်နှစ်ပတ်အချိန်ယူရတယ်ဆိုတာကျွန်တော်တို့ကတစ်ခါလက်ခံရင်4ယုံ5ယုံဆိုတာရှိအဲ့ဒီ4ယုံ5ယုံရှိတယ်ကြော်ညာလှဲ့တာရှိတယ်အဲ့ဒါလေးကျွန်တော်တို့ကတစ်ပတ်ကျူလောက်ရတယ်နောက်ကျွန်တော်တို့ကဆေးနဲ့ပိတ်ပေါ်မှာရေးတဲ့အတွက်ဒီမနိုင်လို့မိုးထီဒါတို့နောက်တစ်ခုခောက်ပြီးတော့နေယူသွားမှာလို့ဆိုရင်သူကဆေးကျူတတ်တယ် ဆေးကြည့်ရဲ့အတွက်တနေရာရောက်ရင်တနေရာမှာသုံးဖို့ဟာသူကရေရှည်မနေဘူးမနိုင်ကြတော့ဘာဖြစ်သွားလဲဆိုတော့သူကဓာတ်ပုံနဲ့ဒီဇိုင်းထုတ်တုတ်ပြီးတာနဲ့ကွန်ပျူတာဆက်နဲ့ရိုက်လိုက်ချင်းချင်းထွက်လာ Poster vinil telah menggantikan poster yang dibuat dengan tangan, tidak hanya di industri film, tapi juga di industri periklanan. Perkembangan ini telah mengubah kehidupan seniman poster tradisional. အားလုံးကကစင်းကြီးဖြစ်ပြီးတော့ဘာလို့ကကြိုင်ရမှာမသိတော့နောက်ပိုးစာမှာမှီနေတဲ့အလုံသမားအလုံကြသမားဒုတိယအဆင့်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့တခြားလုပ်ငန်းတွေလည်းဘက်ကိုပြောင်းသွားသူတို့ကြုံလာကြမှာအလုပ်မျိုးလှုပ်ရှားသွား Ketika tak ada lagi ruang bagi seniman untuk membuat poster, sejumlah seniman seperti Zawin mencoba bertahan dengan meneruskan hobi mereka. လက်ရှိကျွန်တော်တို့ဒီဘက်ပိုစတာလိုင်းကနေရောစီစီလိုင်းဘက်ကိုရောက်သွားတဲ့ပိုစတာဆရာကြီးတွေအားလုံးကဒီနေ့စီစီလောက်ကမှလည်းနာမည်ကြီးဆရာကြီးဖြစ်ပါဘူးကျွန်တော်ကတော့အခုကြိုးစားနေတော့ဗျာထိုက်တဲ့အဆင့်လေးတော့ရှိနေပြီပေါ့အဲ့လိုလည်းယုံတာတော့ပေါ့ဗျာ အကြီးစရာတွေကတော့အကြီးပဲရေးနေရမှာပါပဲနော်ဒါဆိုသူ့ချိန်တာနဲ့သူကတော့ရှိနေမှာပဲလို့ကျွန်တော်တွေးပြီးပါတယ်နော်ဘာလဲဆိုတော့တစ်ခုမဟုတ်ရင်တစ်ခုပေါ့တော့သူကအရင်ဆိုရင်လည်းတော့ဒီ
ဘူစာတွေတိတ်မဖြစ်ခင်ရတဲ့ဒီတခြားလက်မှုပညာသဘောမျိုးနဲ့ပေါ့နော်။ဒါမျိုးတွေကလည်းလှုပ်ရှားခဲ့လို့ရခဲ့ပါတယ်။ဒါပေမဲ့ခုကကျွန်တော်တို့ခုရက်တီတွေရတယ်ဟာပိုပြီးသဘောကျသွား။ဘာလဲဆိုတော့ဟိုတိတ်တဲ့ကြီးကြီးမားမားနဲ့ပင်ပန်းနဲ့မရေးရတော့ဘူး။ခုဒီနော်ဘူစာဟွာလီပေါ့နော်Sejumlah seniman poster dan papan iklan berusaha mengikuti perkembangan teknologi dengan menjadi desainer grafis. ကျွန်တော်ကကျတော့ဒီဇိုင်းဘက်နဲ့ဆိုင်ဘုတ်ဘက်ကိုအားတန်တာဆိုတော့ကျွန်တော်ဒီဇိုင်းနဲ့ဆိုင်ဘုတ်ဘက်တွားရတယ်မှာအခုကျတော့ဗင်တိုင်းဒီဇိုင်းတွေရောသူတို့ကတော့ဒီထုတ်ကုန်ပစ္စည်းတွေပေါ့ထုတ်ကုန်ပစ္စည်းတွေရဲ့ packing တွေပါရေးတဲ့ဒီဇိုင်းတွေဒီဇိုင်နာပြန်ဖြစ်သွား Ketika industri meninggalkan cara-cara tradisional, para seniman tetap mencintainya. Poster နဲ့မနိုင်နဲ့ရှင်ပြီးတော့ကြော်ညာတစ်ခုထောင်မယ်ဆိုရင်အဲ့ဒီ poster ကိုမနိုင်ကကြော်လို့မရဘူး။ဘာလို့ဆိုတော့မနိုင်ကဓာတ်ပုံတိုင်းပဲထွက်ကျွန်တော်တို့ပကြီးကြီးတယ်ဆိုတာပကြီးကဓာတ်ပုံနဲ့သူကအသက်ရှင်တယ်။ရှုံရှားမှုရဲ့ character ကိုအပြည့်ပေးလို့ရ။ကျွန်တော်တို့ဘူစာဆိုတာတော့လူပညာခန္ဓာချက်နော်ခုဒီနေ့ကတော့သူကစက်မှုနဲ့လုပ်တဲ့ဓာတ်ပညာတစ်ခုတော့ပဲတတ်မှတ်လို့ရတယ်။နော်အဲ့တော့တိတ်ပြီးတော့ဖီးရတော့မရှိဘူး။ကိုရင်တော့ရုံတရုံဆင်းနေဆိုရင်ပြိတ္တကရှိပြီးသားလာပြီးကိုစောင့်ကြည့်နေရUntuk Asia Calling, laporan ini disusun Ye Kong dan Helen Reagan dari Burma. Laporan tersebut sekaligus menutup perjumpaan kita dalam Asia Calling. Terima kasih Anda sudah menyaksikan. Kami undur diri dan sampai jumpa pada Asia Calling berikutnya. Asia Calling, your window on Asia.